showcase ဘောင်းဆိုတဲ့ update ကအခုဆိုရင် live server ပေါ်ရောက်လာပြီဗျာဒီတော့ကျွန်တော်တို့တွေဘာတွေ reward တွေရပြီဘယ် skin free ရမလဲဆိုတော့ကျွန်တော်တစ်ခါတော့ recap လုပ်ကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဇင်ဘာလ16ရက်နေ့နေပြီးတော့နောက်လ4ရက်နေ့ထိကိုကျွန်တော် login ဝင်ရုံနဲ့ token 1800ရမယ် limited token ပေါ့နော် token အစ်စ်တော့မဟုတ်ဘူးနောက်ထပ် token 800ကိုလည်းကျွန်တော်တို့သူပါလာတဲ့ gain လေးဆော့ရုံနဲ့ထပ်ရအောင်မယ်နောက်ပြီးဒီဇင်ဘာလ20ရက်နေ့ကျလို့ရှိလို့ရှိရင်ကျွန်တော် login ဝင်ရုံနဲ့ limited token 1000နဲ့ lady son ရဲ့ skin ကိုကျွန်တော်တို့တစ်ခါထပ်ရအောင်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲ quick kusu ရဲ့ skin နဲ့ share skin ကတော့ lord of mystery collaboration skin တစ်ခုကလုံးဝတေချာ white ကျွန်တော်တို့ free ပေးမယ်ဆိုတာတော့နောက်တစ် sale လို့ရှားဆုံးတစ်ခုကဘာလဲဆိုလို့ရှိလို့ရှိရင်ကျွန်တော်အရင်နှစ်ကအတိုင်းပဲကျွန်တော်တို့ဟို color ပေါ့ collector တွေပဲသုံးလို့ရတဲ့ skin တွေဗျာဟိုမှာ flawless skin တွေ precious skin တွေအများကြီးကိုကျွန်တော်တို့ free ပေးကြအောင်မယ်အများကြီးပဲနောက်ပြီးလုံးဝရည်ရတဲ့ကိစ္စတစ်ခုပြောပြမယ်ကျွန်တော်တို့ in game ထဲမှာဗျာအတန်လေးချင်းလို့ရတဲ့ feature လေးပါလာပြီအဲ့ဒီအတန်လေးတွေမှာနာမည်အတူဘယ်လိုခေါ်မလဲ weight အတန်ကို main ကလေးအတန်နေ sigma မေးအတန်နေယောက်ျားလေးအတန်နေလုံးဝ manly ဖြစ်တဲ့အတန်တွေချင်းလို့ရတဲ့ဟာမျိုးရှိတယ်ကျွန်တော်အဲ့ဒါကိုဘာလုပ်လဲဆိုတော့ကျွန်တော်တို့ ਨੇ intro တို့ ਨੇ ဒဝမ်းတို့လည်းပါတယ်သွားဆော့တဲ့အခါမှာတုံးလိုက်တဲ့အခါမှာတော်တော်ရည်နေရတယ်ကျွန်တော်ဥပြတ်အောင်ရည်ရတဲ့အနေအထားလေးရှိတယ်ဗျခင်ဗျားတို့လည်းအဲ့ feature ကိုသွားတုံးကြည့်တော်တော်ရည်ရပါတယ်ဗျနော်အခုလည်းကြည့်ရှုပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ကတော့ last ပါနောက် video မှာလည်းထပ်ပြီးတော့တွေ့ကြပါသေးတယ်ဗျ